Welcome to All-in-One Entertainment Channel. အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မှာတော့အိန္ဒိယရုပ်ရှင်လောကကနေပရိသတ်တွေစိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့လာမယ့်ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့အမိုက်စားသတင်းထူးတွေကိုစူးစီးပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးပြောပြပေးချင်တာကတော့ Catalan ဆိုတဲ့ဇာတ်ကားအကြောင်းပဲဖြစ်ပါတယ်မကြသေးခင်ကမှဒီဇာတ်ကားရဲ့မိုက်လုံးတဲ့ရုပ်ရှင်မြည်ဗီဒီယိုထွက်ရှိထားတာဖြစ်ပြီးဇလန်းထဲမှာစင်ရိုင်းတွေကိုတရားမဝင်အမဲလိုက်တက်ဖြတ်တဲ့မှောင်ခိုကိုင်းတွေအကြောင်းကိုအဓိကပုံဖော်ထားတာတွေ့ရပါတယ်အရှင်ခန်းတွေကလည်းတကယ်ကိုအကျန်းစားတွေဖြစ်မှာပါနောက်ထပ်သတင်းတစ်ခုကတော့ဒါရိုက်တာဟန်နီဖဒင်နာရိုက်ကူးပြီးတော့မင်းသားလနိုင်မှုကတဲ့ခေါင်းဆောင်ပါဝင်မဲ့မကုတ်ဆိုတဲ့ရုပ်ရှင်အကြောင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားကလည်းအိန္ဒိယရဲ့အမိုက်စားမာဖီးယားဂိုင်းစတာအရှင်ဇာတ်ကားကြီးဖြစ်လာဖို့ရှိနေပါတယ်လက်ရှိမှာထွက်ပေါ်နေတဲ့ကောလာဟာလာသတင်းအချို့အရဒီဇာတ်ကားထဲမှာအားလုံးရဲ့အချစ်တော်မင်းသားကြီးရက်ရှလည်းအထူးဧည့်သည်တရုတ်ဆောင်ဖြစ်ပါဝင်အားဖြည့်ပေးသွားဖို့ရှိတယ်လို့သိရပါတယ်တကယ်လို့ဒါကအမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့ပရိသတ်တွေအတွက်တကယ်ကိုအံ့အားသင့်စရာလက်ဆောင်တစ်ခုဖြစ်လာမှာသိချပါတယ်နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့ obsession လို့အမည်ရတဲ့စိတ်လှုပ်ရှားဖွယ်တဲထိတ်ရင်ဖူဇာတ်ကားအသစ်ကြီးအကြောင်းပဲဖြစ်ပါတယ်ဇလန်းနမူနာအရဒီဇာတ်ကားဟာတကယ်ကိုထူးခြားဆန်းသစ်ပြီးပရိသတ်တွေကိုရင်သက်ရှုမောစေမဲ့ဇာတ်ကွက်မျိုးစုံပါဝင်လာမှာဖြစ်ပါတယ်ကဲအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်ကားတွေထဲကဘယ်ဇာတ်ကားကိုအမျှော်လင့်ဆုံးလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦးနော်ဗီဒီယိုလေးကိုသဘောကျရင်လည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးအားလုံးကိုကျေးဇူးတင်ပါတယ်ရုပ်ရှင်အသစ်တွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်